အခုကတော့ကျွန်တော်တို့ဒီမီယာမီမြို့ထဲမှာရောက်နေပါတယ်အခုကျွန်တော်တို့ Bay Side မှာပေါ့နော်ဒီမီယာမီမြို့ထဲမှာရှိတဲ့ဒီ Bay Side နေရာမှာကျွန်တော်တို့တမော်လေးသွားစီးမှာဖြစ်ပါတယ်အခုကကျွန်တော်လက်မှတ်ရောင်းတဲ့နေရာဖြစ်ပါတယ်ဒီသမောတွေနဲ့ပေါ့နော်အခုရှိတဲ့သမောတွေနဲ့ကျွန်တော်တို့ဒီမီယာမီမြို့ထဲမှာရှိတဲ့ကမ်းခြေလေးကိုပတ်မှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ဒီ view ကအင်မတန်သားရပါတယ်ကျွန်တော်တို့အခုကျွန်တော်တို့ကသမောထဲကိုရောက်နေပါတယ်ဒီ ferry boat ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်နဲ့ချင်းနဲ့အခုကျွန်တော်တို့ဒီမီယာမီစိတ်ကမ်းမှာရှိတဲ့သမောလေးတွေအများကြီးပဲပေါ့ဟိုမှာရှိတဲ့ဒီဘယ်လိုလဲချာလေပတ်တဲ့ချာတစ်ခုရှိတာပေါ့နော်အဲ့မှာစီးလဲရပါတယ်တယောက်ကို$20လို့$20လို့ပြောပါတယ်ဟိုကျွန်တော်ဒီသမောစထွက်နေပါပြီကျွန်တော်တို့ဒီသမောပေါ်ကနေပြီးတော့ဒီကျွန်တော်မီယာမီမြို့ကိုပြန်ပြီးတော့ဗီဒီယိုရိုက်ပြဖြစ်ပါတယ်အင်မတန်မှပဲသားရပါတယ်ကျွန်တော်ရေလဲကြည်ပါတယ်ဒီမီယာမီမှာရှိတဲ့ရေတွေအင်မတန်ကြည်ပါတယ်ကျွန်တော်တို့ဒီ Florida Chesapeake မှာရှိတဲ့ဒီပင်လယ်ရေတော့မတူဘူးပေါ့နော်ဒါတော့ကျွန်တော်တို့ဒီအပျော်စီးသမောပေါ့အင်မတန်လှပါတယ်သူတို့မီယာမီမှာရှိတဲ့ဒီအပျော်စီးသမောလေးတွေပေါ့ဒါတော့ Virgin Cruise ပေါ့နော်ဒီစိတ်ခံသမောကြီးစိတ်ခံသမောစိုက်တဲ့နေရာ The Virgin Cruise site Virgin Cruise ဖြစ်ပါတယ် Virgin Cruise သမောကြီးပေါ့နော်ဒီမီယာမီမှာတော့ကျွန်တော်တို့ဒီ cruise အပျော်စီးသမောကြီးတွေအများကြီးရှိတဲ့နေရာဖြစ်ပါတယ်ပတ်စံရှိတဲ့လူတွေတထေးတွေလည်းအင်မတန်များပါတယ်ဒီသမောလေးလည်းအင်မတန်လှပါတယ်ကြည့်မယ်ပုံစံအမျိုးမျိုးပဲတကယ်ပတ်စံရှိရလူတွေပေါ့နော်သူတို့ private boat တွေပေါ့နော်အခုကျွန်တော်သဘောဒီကျွန်တော်တို့ရှိတဲ့မော်တော်ရဲ့အပေါ်ထပ်မှာဒီကျွန်တော်ဒီမော်တော်ရဲ့အပေါ်ထပ်မှာပေါ့နော်အဲဒီမှာ Spanish တယောက်ကနေပြီးတော့ဒီအင်္ဂလိပ်လိုနဲ့ Spanish လိုနဲ့နှစ်ဘာသာပေါင်းပြီးတော့ဒီဘာသာပြန်ပြီးနေပါတယ်ဒီမီယာမီဒီစိတ်ကမှရှိတဲ့အရာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးနေပါတယ်ဒီမှာတော့ဒီကစိတ်ခံသမောကြီးတွေစိတ်ကမ်းမှာတွေ့ရပါတယ်ကျသမောစိတ်ခံသမောတွေပေါ့နော်ဒီ MSC Cruise တို့
icon of the sea တို့တကပအကြီးဆုံးသဘောကြီးတွေဒီမီယာမီမှာရှိပါတယ်ဒီစိတ်ကန်သမောကြီးရစီးမဆိုလို့ရှိရင်မီယာမီကိုလာကြပါမီယာမီမှာကပအကြီးဆုံးသဘောတွေဒီမှာရှိပါတယ်ဒါတထေးအိမ်တွေပေါ့နော်ဒီမီလန်နဲ့စေးကြီးတဲ့အိမ်တချို့နေဆို55တန်းရှိပါတယ်ကျွတ်တန်းရာနဲ့ချီအိမ်တွေလည်းရှိပါတယ်တို့ကိုပိုင်ပုတ်တွေပဲနော်ပေါ့နော်Now these two lots of the construction and that town room mansion on the end all belong to the same person.ဒီဘက်မှာကျတော့ဒီဘက်ဆန်းတွေပြန်ရိုက်တာဖြစ်ပါတယ် The guest house. And they just started working on the mansion right here in the middle. Estos dos que tienen la construcción y la casa con el techo de losa todas pertenecen a la misma persona. Esta casa con el techo de losa era la de Alex Rodas. Vale 135 millones. Esta casita fue construida en 2006. Cuenta con 6 habitaciones, 8 baños. Funciona los 2 unitos con Dr. Frost. Hizo su riqueza en la industria de farmacéuticas cuando vendió su compañía IVAX en 2006 por 7.4 millones. Si te das cuenta de las partes que rodean la propiedad, ve cómo son distintas las demás, tienen esas fueguitas de oro. ကျွန်တော်အင်မတန်တာရပါတယ်ကျွန်တော်ဒီမီယာမီကန်ချီတစ်လျှောက်မှာလေပတ်ပြီးတဲ့မော်တော်ကနေပြီးရိုက်ထားတာဖြစ်ပါတယ်ဒေါ်လာ55တန်း Windows, the newest one on Star Island, 55တန်းတန်တဲ့ဖြစ်ပါတယ် CEO of Ubiquity Networks and Communications ဒီမှာရှိတဲ့ကန်ချီတွေ the majority owner of အုံးပင်တွေ Grizzlies NBA. အများအပြားတွေ့ရပါတယ် He really likes basketball. $1,000 a week, you can rent it out like an Airbnb. You can rent that house out for a week, or you can buy a Kia. La casa con el bote negro fuera del agua fue comprada en 2022 por una compañía que alquila bienes raíces. Eso por 30,000 semanas. La puedes alquilar como un Airbnb. O sea, tú puedes alquilar esa casa por una semana. Como por aquí que tú vives en Niche. Que son decent. Ya puedes ver mucha construcción aquí en la isla de Estados. Lo quiero decir, no, es más o menos lo que veo de esa afuera. Hay que invertir. Just so you have an idea of what we could do with $52.5 million. Esa casa blanca moderna fue desarrollada por 52.5 millones por el famoso rapero de Miami, Rick Ross, el jefe de Tropical estábamos with the Tikis, home to the Miami Sound Machine founders Gloria and Emilio Estefan. You know it's a successful marriage. Island in Miami in part because you can't just walk or drive your car there. There's no bridge that will take you to Fisher Island. You have to hop on a yacht, a helicopter, or if you're a resident, you can get on one of those white boats with the blue stripe. Sigue llegando el correo. နေရာတော့ container သမောတွေစိုက်တဲ့နေရာဖြစ်တဲ့ container သမောတွေပစ္စည်းအတင်ချလုပ်မယ်ဆိုလို့ရှိရင် ဒီနားမှာလုပ်ရပါတယ် These cargo ships go to over 100 countries around the world. There's 334,000
ချိန်နဲ့ပစ္စည်းအတင်ချလုပ်တဲ့နေရာဖြစ်ပါတယ် $7 billion annual revenue local sport for the state of Florida last year. Those green and white structures up above with the numbers, they're called gantry cranes. ဒါကျွန်တော်မီယမ်မီဒီမြို့ထဲမှာရှိတဲ့ကမ်းခြေကိုပြင်ရိုက်ထားတာဖြစ်ပါတယ်။ဒီလိုတာရပါတယ်။ ကျွန်တော်တို့ဒီဘော်ဖယ်ရီဘုံနဲ့လိုက်ပတ်တာတိတ်စီမပေးရပါဘူးဒီရောက်မှ$35ပဲကျပါတယ်တန်ပါတယ်ကျွန်တော်တို့ဒီရမ်းမီကမ်းခြေတစ်လျှောက်ကိုလိုက်ပြီးတော့ပတ်ပြီးတော့ပြပေးတာဖြစ်ပါတယ် A limited edition Aston Martin Vulcan race car valued at just north of $3 million. So you can live out your dreams and be 007 on the weekend. Or if you like, you could. No sé si eso afecta cómo sale tú. Time or welcome. But it'd be right for me to let you guys leave the tour. We'll let you know in the Golden Rule in Miami. The party never stops. Keep dancing that salsa, drink that margarita or 2 or 17. Doesn't matter if it's raining. Whatever you gotta do to make sure you keep it going. It's been a pleasure. Have a great rest of your weekend. အခုကတော့ကျွန်တော်ပြန်ရောက်ပါပြီတမောဘောန်ကိုဆင်းလာပါပြီကျွန်တော်ဆန်းချင်တာဒီတမောနဲ့ပေါ့နော်ကျွန်တော်နောက်ဘက်ကဒီတမောနဲ့မော်တော်လေးနဲ့သွားတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီမြို့ထဲမှာရှိတဲ့နေရာလေးဖြစ်ပါတယ်ဒီမတရားနေရာလေးဒီမြို့ထဲမှာလမ်းလျှောက်တဲ့အဖွက်တွေလည်းရှိကြပါတယ်မီယာမီခီးတဲ့တင်ဘတ်စကာဖြစ်တယ်